ဒီဝါကြီးကကျင်းပါတယ်ရှင်သန်ရတဲ့ခဏတားလေးဒူဒူရှိတဲ့အခိုက်တန်းလေးမှာအလိုအဆုံးကမင်းပါပဲမပိုင်ဆိုင်ထားသမျှမင်းတွေ့ပဲချိန်တွေအားလုံးလည်းမင်းပိုင်ပဲရင်မထဲကအလက်ဆိုင်ဆုံးမှာနင်တယောက်တည်းပဲရှိပါတယ်မျိုးလင်းချက်တွေနဲ့ဟိတ်မှန်ရင်ကချိန်တွေကုန်နေတယ်ကျိုးပေးသွားတဲ့ငါနာကဘယ်လိုရှိစရာမလဲမင်းတွေ့ငါဆိုရခုလာတကယ်ကိုတားစီဖြစ်စေလားချိန်တွေအားလုံးနောက်ပြန်စဉ်းစားကြည့်ပါပြောစရာနေလေးများဆုံးဖြတ်ခင်တွေ့ကြည့်ပါဒီရထားတဲ့အိမ်မက်များအနာဂတ်တို့ရဲ့အလင်းတန်းလေးဟာဘယ်စီကိုပြောင်းရှာအိမ်မက်ကြီးကကျင်းပါတယ်ရှင်သန်ရတဲ့ခဏတားလေးဒူဒူရှိတဲ့အခိုက်တန်းလေးမှာအလိုအဆုံးကမင်းပါပဲမပိုင်ဆိုင်ထားသမျှမင်းတွေ့ပဲချိန်တွေအားလုံးလည်းမင်းပိုင်ပဲရင်မထဲကအလက်ဆိုင်ဆုံးမှာနင်တယောက်တည်းပဲရှိပါတယ်မျိုးလင်းချက်တွေနဲ့ဟိတ်မှန်ရင်ကချိန်တွေကုန်နေတယ်ကျိုးပေးသွားတဲ့ငါနာကဘယ်လိုရှိစရာမလဲမင်းတွေ့ငါဆိုရခုလာတကယ်ကိုတားစီဖြစ်စေလားချိန်တွေအားလုံးနောက်ပြန်စဉ်းစားကြည့်ပါပြောစရာနေလေးများဆုံးဖြတ်ခင်တွေ့ကြည့်ပါဒီရထားတဲ့အိမ်မက်များအနာဂတ်တို့ရဲ့အလင်းတန်းလေးဟာမေစီကိုပြောင်းရှာ